ကမ္ဘာပေါ်မှာမိုးအများဆုံးရွာတဲ့နေရာအိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမီဂါလာရာပြည်နယ်ထဲမှာရှိနေတဲ့မော့ဖ်စင်ယန်ဆိုတဲ့ရွာလေးကတော့ကမ္ဘာပေါ်မှာမိုးအများဆုံးရွာတဲ့နေရာဖြစ်ပါတယ်။တစ်နှစ်ကိုပြင်းပြမိုးရေချိန်11,882 မီလီမီတာ460.4 လက်မခန့်ရွာသွန်းတယ်လို့မှတ်တမ်းတွေအရသိရပါတယ်။1985ခုနှစ်မှာဆိုရင်26,000 မီလီမီတာ1000 လက်မခန့်အထိရွာခဲ့ဘူးတယ်လို့ Guinness ကမ္ဘာ့စံချိန်တင်မှတ်တမ်းမှာဖော်ပြထားပါတယ်။ဒီမော်စင်ရရွာလေးမှာမိုးအများဆုံးရွာသွန်းတဲ့လတွေကတော့ဇွန်လ၊ဇူလိုင်လနဲ့ဩဂုတ်လတွေမှာဖြစ်ပြီးတခါတလေရက်ပေါင်းများစွာဆက်တိုင်းမိုးရွာသွန်းနေတတ်တယ်လို့သိရပါတယ်။ဒီလိုအဆက်မပြတ်မိုးရွာသွန်းတဲ့နေရာဖြစ်တဲ့အတွက်အဲ့ဒီရွာလေးမှာနေထိုင်သူတွေရဲ့နေ့စဉ်ဘဝဟာထူးခြားပါတယ်။သူတို့ဟာမိုးများတဲ့အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင်နေထိုင်ကြရပြီးထီနဲ့မိုးကာတွေကသူတို့ရဲ့မရှိမဖြစ်နေ့စဉ်သုံးပစ္စည်းတွေဖြစ်ပါတယ်။အိမ်တွေကိုလည်းမိုးတံခံနိုင်အောင်ဆောက်လုပ်ထားကြပြီးအချို့အိမ်တွေမှာဆိုရင်မိုးတံပြေးလာကိုကာကွယ်ဖို့အတန်လုံအောင်ပြုလုပ်ထားတတ်ကြတယ်လို့သိရပါတယ်။ Cannas လို့ခေါ်တဲ့ကျူပင်တွေနဲ့ရက်လုပ်ထားတဲ့ခေါင်းဆောင်အကြီးစားတွေကိုကိုယ်တိုင်ပြုလုပ်ပြီးမိုးရံကိုကာကွယ်ဖို့အတွက်အသုံးပြုကြပါတယ်။ဒီကျူပင်နဲ့ပြုလုပ်ထားတဲ့ခေါင်းဆောင်ခမောက်ကြီးတွေဟာသူတို့ခန္ဓာကိုယ်နောက်ကျောမှာလွှဲပြီးဆောင်းရတဲ့ပုံစံဖြစ်ပြီးခေါင်းနဲ့နောက်ကျောနှစ်ခုစလုံးကိုမိုးတံကနေကာကွယ်ပေးနိုင်ပါတယ်။ဒီရွာလေးကိုကမ္ဘာပေါ်မှာမိုးအများဆုံးရွာတဲ့နေရာဖြစ်စေတဲ့အဓိကအချက်ကတော့တောင်တန်းတွေတစ်တော်တွေနဲ့ဝန်းရံထားတဲ့ပထဝီအနေအထားနဲ့ဘင်္ဂလားပင်လယ်အော်ကနေတိုက်ခတ်လာတဲ့မုတ်တုံလေတွေကြောင့်ဖြစ်ပါတယ်။မုတ်တုံရာသီမှာဘင်္ဂလားပင်လယ်အော်ကနေတိုက်ခတ်လာတဲ့ရေငွေ့အပြည့်ပါနေတဲ့လေတွေဟာဒီရွာလေးတရှိရာနေရာကိုရောက်ရှိလာတဲ့အခါမှာကြီးမားပြီးပိတ်ဆို့ထားသလိုဖြစ်နေတဲ့တောင်တန်းတွေကြောင့်လေတွေကရှေ့ဆက်မသွားနိုင်ဖြစ်ပြီးအမြဲတမ်းအပေါ်ကိုမြင့်တက်လာနေရကနေမိုးတွေအဆက်မပြတ်ရွာသွန်းမှုကိုဖြစ်စေတာဖြစ်ပါတယ်။